င်္ဂလာပါရှင်ဂျုံခုအန်နီ channel မှာနေမိဘပြည်သူများအားလုံးကိုပြန်လဲပြီးကြိုဆိုပါရစေကျမရဲ့ channel မှာရှိကြတဲ့မိဘပြည်သူများအားလုံးနဲ့မှကျမရဲ့မိဘအရွယ်ပိုးဖားရွယ်ဦးလေးရွယ်တော်ရွယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျမကနေပဏာမဥစွာမြတ်တာပို့တာပါတယ်ရှင်ကျမနဲ့ရွယ်သူညီကိုမောင်နှမတွေအားလုံးလည်းပဲရေလိုအေးလိုပန်းလိုလန်းဆန်းကြပါစေဒီနေ့မှာဆိုရင်တော့ကျမတို့မိသားစုတွေအားလုံးဟာလှပတဲ့မြင်ကွင်းတွေကိုမြင်ရဖို့အတွက်ကျမတို့တွေစတင်ပြီးတော့ခီးထွက်ခွာနေတာပဲဖြစ်ပါတယ်ဒီမြင်ကွင်းတွေမြင်ရဖို့အတွက်ဆိုလို့ရှိရင်တော့ကျမတို့မိသားစုဟာကျမတို့ရဲ့နေရဌာနေကနေပြီးတော့မှပြည်ဦးလွင်မှာတညတာအိတ်ဆက်ပြီးတော့မှကျမတို့တွေကစတင်ပြီးတော့ခီးထွက်ခွာနေတာပဲဖြစ်ပါတယ်ကျမတို့ရဲ့ channel မှာဆိုလို့ရှိရင်တော့ဂျုံကိုအန်နီဆိုတဲ့အတိုင်းပဲသွားမယ်စားမယ်စီစဉ်များကိုရိုက်ကူးတင်ဆက်ပေးခဲ့ရကနေပြီးတော့မှပကံမြို့မှာဆိုလို့ရှိရင်လည်းဖျားတွေကိုသွားရောက်ဖူးမြော်ပြီးတော့မှဖျားသမိုင်းတွေကိုလည်းအတော်တန်တင်ဆက်ရိုက်ကူးပြသပေးခဲ့တာဆိုရင်အခုဆိုရင်ကျမတို့တွေခရီးတစ်ခုကိုအတော်တန်ရောက်ခဲ့ပြီပဲဖြစ်ပါတယ်အားလုံးရဲ့အားဖြစ်စေတဲ့စကားတွေနဲ့ကျမတို့ကိုအားပြုစေခဲ့တဲ့အတွက်ကျမတို့ကလည်းအားအင်များစွာဖြင့်ရှေ့ကိုဆက်နိုင်ခဲ့တာပါပဲဖြစ်ပါတယ်အားကြောင့်မလို့လေဗီဒီယိုတစ်ခုတင်တိုင်းမှာကျမတို့တွေနောက်ထပ်များစွာကိုရိုက်ကူးတင်ဆက်နိုင်မှုအတွက်လည်းပဲချစ်ရတဲ့မိဘပြည်သူများအားလုံးက like and subscribe လုပ်ခါမိမိတို့တွေကနေပြီးတော့မှအတိမတ်ပြုတဲ့စာလေးတွေရေးခဲ့တယ်ဆိုရင်ဖြင့်ကျမတို့တွေဟာခွန်အားများစွာကိုရရှိစေမှာပဲဖြစ်ပါတယ်ဒီလိုရာသီဥတုတွေနဲ့ခရီးသွားရတာဆိုလို့ရှိရင်တော့ဘဝမှာဘာနဲ့မှမလဲနိုင်တဲ့အဝိတ္တတစ်ခုကိုလည်းခံစားရရှိကြမှာအသေးချပါပဲရှင်ကဲကျမတို့မိဘပြည်သူတွေအားလုံးပဲကျမတို့ရဲ့ Camp 77ဆိုတဲ့နေရာတစ်ခုကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ဒီနေရာလေးဟာဘယ်နေရာမှာတည်ရှိနေတာလဲဒီနေရာလေးဟာဘယ်လိုမျိုးအငွေ့သက်တွေနဲ့ပေါင်းဆက်ဖန်ဆီးထားတာလဲဆိုတာအားလုံးပဲဆက်လက်၍ကြည့်ရှုနားဆင်လိုက်ကြရအောင်နော်နေ့တိုင်းနေရတာပေါ့နော်ခုမှနေ့ရက်မြင်ရတယ်ဒီတိုင်းမဖြစ်ဘူးအဲ့ဒါမှရေချောရအားလုံးပဲမင်္ဂလာပါဂျုံကိုအန်နီ channel မှာနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျမတို့က Camp 77ကိုရောက်ရှိပြီးတော့မှလေပတ်ပြီးတော့မှကျမတို့ရဲ့အတွေ့အကြုံလေးတွေကိုမျှဝေပြီးတော့မှဒီမှာရှိတဲ့အကိုပေါ့နော် Camp 77အကြိုက်နဲ့လည်းပဲကျမတို့ကမီးမြန်းပြီးတော့မှမိဘပြည်သူများအားလုံးကိုမြင်လို့ရအောင်လေ့ကူးပေးနေတာပဲဖြစ်ပါတယ်ဂျာကြီးနာမည်လေးဆက်လာမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်သူအောင်ဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့ဆိုလို့ရှိရင်ဂျာကြီးကအခုကျွန်တော်လေဒီ Camp 77ကဘယ်လိုဘယ်နှစ်ခုနှစ်ကစပြီးတော့မှတည်ထောင်ခဲ့တာလဲအဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးရှင်းပြပေးပါဟုတ်ကဲ့ဗျဒီဟာလေးစပြီးတော့မှထူထောင်ခဲ့တာကတော့ခုနှစ်နာတော့2020ခုနှစ်လပိုင်း9ရက်ကအခုဆိုရင်တော့တလနဲ့9ရက်တည်းဒီဟွာဆိုလို့ရှိရင်ခုနှစ်လပိုင်း9ရက်ဆိုရင်နှစ်ပြည့်ပါပြီနည်းနည်းပြည့်ပါနော်ဟုတ်ကဲ့နှစ်ပြည့်ပါပြီကျွန်တော်တို့ကတော့ဒီဟာကတော့တောက်လျှောက်သွားလန်းလာလန်းလေးတွေကတော့တက်နိုင်တော့ဒါတွေလူချီနေလေးတွေရှုပ်လေးတွေဒါလေးတွေကတော့လာတဲ့ဧည့်သည်လေးတွေအရင်မှအကုန်လုံးဒီ report လေးတွေမှာ view လေးတွေမှာရေးကြတင်ကြတယ်ဟုတ်ကဲ့ပါတွေ့တယ်အထူးသဖြင့်တော့ကျွန်တော်တို့ဘက်ကတော့အတက်နိုင်တော့ဧည့်သည်တွေလာရင်စိတ်ချမ်းသာအောင်ပြောရှင်အောင်တော့အတက်နိုင်တော့ဆက်ပြပိုင်းမှာအကုန်ကြိုးစားပြီးတော့မှဆောင်ရွက်နေပါတယ်ဟုတ်ကဲ့ပါဟုတ်နောက်တစ်ခါကျတော့ဒါကြီးပေါ့နော်ဒီတကယ်လို့ကျွန်တော်တို့ဒီ Camp 77ကိုလာမယ်ဆိုလို့ရှိရင်ရောကျွန်တော်တို့ဘယ်ရာသီတွေမှာပို့ပြီးတော့အဲ့လိုအတင်တော်ဆုံးဖြစ်မယ်လို့ထင်တယ်ဟုတ်ကဲ့ခင်ဗျာဒီမှာတော့အရန်ဘာဝိုင်းရှိပြီးနေအကုန်လုံးကတိတ်အများအားထွက်တဲ့ရာသီတွေကကြတော့10လပိုင်း17စနစ်တလပိုင်းတလပိုင်း3ရက်ထိအောင်နောက်ဆုံးတိတ်ထွက်သွားတယ်ကဲလေးနောက်ဆုံးတိတ်ထွက်ဟုတ်ကဲ့ပါဟုတ်အရန်ကောင်းတဲ့ရာသီတွေကတော့10 17စနစ်အရန်ဒီကလည်းပွင့်လာလဲသွားလာလာရင်းစီပြီးတယ်မနေ့ဆိုရင်တော့အရန်တိတ်ပြီးဒီရတွေ့ရတာထွက်တာကတော့တိတ်ထွက်တာကတော့9လပိုင်းရင်ဆက်တယ်အခုထွက်တာပြီးဒါမျိုးရတယ်ဒီမှာတော့မှအခုထွက်နေတော့မယ်နော်ထွက်နေတော့မယ်နော်ဟုတ်တော်တော်လှတယ်နော်အဲဆိုလို့ရှင်တော့ကျွန်တော်တို့ကလည်းဒါကျေးဇူးတင်ရမှာပါလဲဆိုရင်တဘာဝရဲ့ဒီတောတောင်အလှတွေနဲ့တဘာဝကိုချစ်မြတ်လို့တဲ့လူတွေအတွက်ကိုအကိုတို့ဒီထောင်တဲ့သူရောအကိုတို့အဖွဲသားတွေအကုန်လုံးကရောအခုလိုမျိုးပေါ့နော်စနစ်တကျနဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံမျှဝေရမယ်ဆိုကျွန်တော်တို့ဆက်ချင်းကျွန်တော်တို့ဒီ Camp 77ကိုဟလာကျွန်တော်တို့ကားနဲ့တက်လာပေးတယ်နောက်တစ်ခါကျတော့လူကြီးမိဘတွေပါတယ်ဆိုလို့ရှင်လည်းတကယ်ကိုလူဒီဇိုင်းနဲ့တေးချာချာလေးလူထွေးထွေးနဲ့လှုပ်ဆောင်ပေးတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီ temp လေးတွေမှာလည်းပဲ
သူကလည်းတက်တက်ပြက်ပြက်ပေါ့နော်ဒီတောင်ပေါ်ဒေသကိုရောက်နေပြီမဲ့လေကျွန်တော်တို့ရဲ့အတွေ့အကြုံကိုပြန်လည်ပြီးတော့ဒါကြီးရှေ့မှာပြန်ပြောရမယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အမှတ်အများကြီးပေးပါတယ်လို့เนาะကျွန်တော်တို့ဘက်ကလည်းပဲနောက်ကကျတော့ military ရှိတယ်ဘာလို့လဲနောက်တစ်ခါကျတော့ဆက်ဆက်ရရပေါ့เนาะအစားတောက်တွေကမှအစားဒီတောင်ပေါ်ရောက်နေတယ်လို့မထင်ရဘဲနဲ့မြေပြန့်မှာချက်ပြုတ်နေတယ်ဆိုတော့အရသာမျိုးဖြစ်အောင်ချက်ပေးတာဒါကျွန်တော်တို့ကိုယ်တိုင်ပေါ့เนาะတကယ်တကယ် review တကယ်ပေးတာပါဒါကတော့အမှန်ကန်ပေးတာပေါ့เนาะနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီလိုရိုက်ကူးတဲ့နေရာမှာလည်းကျွန်တော်တို့ကလုံးဝအခါချင်းကိုယူပြီးရိုက်တာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ရဲ့ခံစားချက်ကခဲကောင်းမှကျွန်တော်တို့ကလည်းအဲ့လိုပြန်ပြီးတော့မှမိဘပြည်သူတွေပြန်လဲ sharing ပေးတာပေါ့เนาะဒါကျွန်တော်တို့ရဲ့ channel အားသာချက်ကလေးပေါ့အဲ့ခါကျတော့ဒီမှာရှိတဲ့ဒီbreakfast ကျွေးတဲ့နေရာလေးပေါ့เนาะအဲ့ဒါလေးဆိုလို့ရှိရင်လည်းမနေ့ကဆိုလို့ရှိရင်တကယ်ဟိုအဲ့လိုစားလို့ကောင်းတယ်အဲ့လိုငါးဆိုလို့ရှိရင်လည်းဟိုအညာဒေတာရဲ့လက်ရာလေးဖြစ်နေတယ်เนาะဒါတောင်ပေါ်သားတွေချက်တယ်ဆိုပေမဲ့အားလေးပေါ့เนาะတကယ်အတွေ့အကြုံလေးနောက်ကကျတော့ဒီတက်နေမှာအကုန်လုံးမိသားစုတွေအကုန်လုံးဟိုတော့လည်းသူစစ်စစ်နစ်ကြတယ်အဲတောင်းနဲ့တနေရာဒေတာတစ်ခုခုစီရလာကြပဲမယ်အကုန်လုံးကလေဒီပေါ်ရောက်တဲ့ခါကျနည်းနည်းထွေးထွေးဖြစ်သွားကြတယ်ပေါ့เนาะအဲ့ဒါလေးကလည်းပြောစရာကောင်းတာပေါ့เนาะအဲ့ဒါဂျာကြီးအနေနဲ့ကျွန်တော်တို့ကြည့်ရှုနေတဲ့သူတွေအကုန်လုံးကိုနည်းနည်းဖိတ်ခေါ်ပေးပါအောင်ဟုတ်ခါရရတော့ကျွန်တော်ကတော့ဒီမှာလာတဲ့ဧည့်သည်တွေမှန်သမျှကျွန်တော်ကဒီဝန်ထမ်းတွေကကပြဖြောပြတယ်ဖြောပွဲရှင်ပွဲလေးတွေမိဘပွဲတွေကျွန်တော်စီစဉ်လာပြီးတယ်ကလေးတွေကိုလည်းအစားအရအဆင်ပြေအောင်ဒီလာတဲ့ဧည့်သည်တွေ family တိုင်လေးစီစဉ်လာပြီးတယ်ဒီတလားကတော့ကျွန်တော်တို့ကဒီငလျင်ထားတဲ့အကြောင်းမို့ကျွန်တော်တို့ကဒီတလားပြီးရင်တော့ပြန်လဲဖြောပြရေးအစီအစဉ်တွေမိသားစုဒီကလာတဲ့တကွင်းလုံးရဲ့ဧည့်သည်တွေအကုန်လုံးကိုကျွန်တော်တို့ကတနေရာထဲမှာပဲစာဝဲဆင်ပေးတယ်လာတဲ့မိတ်ဆွေတွေအကုန်လုံးအတိအဒီမိတ်ဆွေတွေဖြစ်သွားအောင်အားလုံးကိုစူးစီးထားပေးတယ်ပြီးသွားရင်လည်းမိဘပွဲတွေအတူတူကကြတယ်လာသမျှမြန်မာနိုင်ငံတနိုင်ငံလုံးလာတဲ့ဒီဘပြည်သူတွေအကုန်လုံးဟာခင်မင်ဖြစ်သွားတယ်ခင်မင်ဖြစ်သွားအောင်ကျွန်တော် family တိုက်လေးပေါင်းစည်းထားပေးတယ်ကောင်းလိုက်တာဒီအောက်ကရင်မှာတောင်ချီရင်တောင်မော်တွေကခြေလမ်းပေါင်း6တော့ခုနေတာလမ်းလျှောက်ထပ်ပြီးလမ်းလျှောက်ချင်းခြေလမ်းပေါင်း6တော့ခုနေတာလမ်းလျှောက်လို့ရပါတယ်ပြီးမြင်ကတော့3800ရှိတယ်ဒီတောင်မော်ပေါ့ပေမြင်ရတော့3000ရှိတယ်ပေမြင်ရ3000ရှိရနော်ဒီတွင်မှာပြူးနေမျိုးနေတနေ့လုံးမှာကျွန်တော်တို့ရဲ့ဒီ Camp 7 တောင်ကြီးကလူကြကြလေးတောင်ပေါ်လေးမှာဟုတ်ကဲ့မြင်မှာပါရတော့ sunset ဒီဘက်မှာတော့ဒါ sunrise ဒီဘက်မှာ sunset view ဆိုလဲမန္တလေးမြို့ ARD စကိုင်းတောင်အကုန်လုံးလည်းမြစ်တီလည်းအကုန်မြင်ရတယ် white မြင်တဲ့အတွက်ညနေခင်းဆိုလည်းညနေခင်းရဲ့အရာသာလေးတွေဆက်မှာပြီးထားတယ်မနက်ဆိုလည်းမနက်6:43မိနစ်လောက်ဆိုရင်နေရဆက်နေလုံးလေးတွေကျွန်တော်ကောင်းကောင်းခံလာရပါတယ်ဟုတ်ကဲ့ဟုတ်ဒါကတော့ခုချိန်လေးကကျွန်တော်တို့ interview တဲ့အချိန်လေးကတော့နည်းနည်းလေးမြင့်သွားတဲ့အချိန်လေးပေါ့နော်ကျွန်တော်နိုင်ရဖြစ်လဲ9နာရီထိုးနေတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ပူတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ temp လေးတွေမှာဟိုနေထိုင်နေတဲ့အခုမိသားစုတွေဆိုလို့ရှင်လဲအကုန်အေးချမ်းချမ်းပဲစကားလေးတွေဝိုင်းပြောနေမယ်မိမိတောက်ဆင်းတဲ့ coffee လေးတွေတောက်နေမယ်အေးလေးတွေတောက်နေမယ်ပေါ့နော်ဖုန်းလေးတွေတုံးနေမယ်အဲ့ခါကျတော့ဒီဂျာကြီးတွေပြောတာတော့ကျွန်တော်တို့ကဒီငလျင်တန်လေးမိဘပြည်သူတွေပေါ့နော်မြန်မာနိုင်ငံမှာဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမိသားစုတွေအကုန်လုံးတနိုင်ငံလုံးကမိသားစုတွေအကုန်လုံးလာတဲ့ခါမှာပုံမှန်ဆိုလို့ရှင်တော့တို့ဒီမှာဝန်ထမ်းတွေအကုန်လုံးကပြဖြောပြတယ်နောက်တစ်ခါကျတော့စုစည်းစည်းနဲ့တနေရာဒေသစီကမတူပေမဲ့လာကြပေမဲ့ခင်မင်ပြီးတော့မှအဲ့လိုပြန်သွားအောင်ဂျာကြီးတို့ကစီစဉ်ပေးထားတယ်ပေါ့နော်ဒါလည်းတကယ်တမ်းပြည့်စုံပါတယ်နောက်တစ်ခါကျတော့ကျွန်တော်မေးမြန်းဖို့မေ့ရတာဟုတ်ပါတယ်နော်ကျွန်တော်တို့ရဲ့ဒီ Camp 77ရဲ့ပေအမြင့်ရာဆိုလို့ရှိရင်ဂျာကြီးလည်းပြပြီးတော့တာပဲဖြစ်တယ်ပေါ့နော်ဒါလေးတွေကလည်းဒီလိုတိကျရပါတယ်နော်အဲ့တော့ဒီလိုမျိုးကြီးတင်နေတယ်နော်ဂျာကြီးအဲ့အတွက်ကြောင့်မလို့လဲကျွန်တော်တို့အနေနဲ့ကလည်းအများကြီးကျေးဇူးတင်တယ်နော်အခုလိုမျိုးတခြားလေးဖြေချပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်နော်ဂျာကြီးဟုတ်နောက်တော့လည်းကျွန်တော်တို့ထပ်မံလာရောက်နိုင်ဖို့လည်းကျွန်တော်တို့လည်းကြိုးစားပါမယ်နော်အားလုံးလည်းဖိတ်ခေါ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်တဒါရန်နီနီဖျားနေမိုက်နေပါပြီ阿妈明天再冲吧。玛丽亚，我把咱们拿嘛开来。阿妈明天冲吧。明天。下了。这线没了。在哪里？
brown စိမ်းစားသီးလေး brown စိမ်းစားသီးလေးပါပါတယ် ပါတယ်ပါတယ်ပါ ပါပါ brown စိမ်းစားသီးလေးပြပါအောင်ဒါကတော့ this is the brown စိမ်းစားသီးဖြစ်ပါတယ် brown စိမ်းစားသီးကတော့ တူလေးပြောတူလေး ကျမတို့ပြည်ဒေသထွက်အစားအစာတစ်ခုတည်းမှာပါဝင်တဲ့အသီးနှံတစ်မျိုးပဲဖြစ်ပါတယ်သူ့ကိုစားမယ်ဆိုလို့ရှိရင်တော့အဲ့လိုကျွတ်ကျွတ်ကလေးနဲ့စားလို့ဒါကောင်းပါတယ်ဒါကတော့အင်ရှင်မအမေရဲ့ဒါ ကြီးကြောင် homemade ဖြစ်ပါတယ် ငကြီးကြောက်နဲ့ စီကြောင် ငပိစီကြော်လေးနဲ့ဟိုဘက်ကကြက်မွကြော်လေးဖြစ်ပါတယ်ဒါတော့အိမ်ကနေထည့်လာတာပါဒီဘက်မှာတော့ဒီကမ်က77ကဝယ်တဲ့ဖက်တုတ်ကလေးဖြစ်ပါတယ်ဒီကြောက်ပြုတ်ကလေးတွေကလည်းအိမ်ကလောက်လာတာပါဒီကြောက်ကြော်လေးကလည်း တူလေးပြောတူလေး 77ကပေးတာဖြစ်ပါတယ်ငါးတန်ပြပေါင်းလေးဆိုလည်းပဲကဲကိုခက်ခုလိုမျိုးအမြင့်ပေတော်တော်မြင့်တယ်တော်မြင့်တယ်ဟုတ်ဆိုဒီတောင်ပေါ်မှာဆိုလို့ရှိရင်တိမ်ပင်လေကြီးကိုလည်းမနေ့ကြလို့ရှိရင်နေရာမှာဖြစ်ပါတယ်အခုဒီမှာဆိုရင်ငါးတန်ပြခင်ဆိုတာလဲတကယ်မြေပြတ်မှာတော့မှပဲဟိုဖြစ်ကလဆန်းတစ်ခါလေးကြလို့ရှိရင် restaurant တွေကနည်းနည်းလေးချက်ပြုတ်ပြင်ဆင်တဲ့အနေအထားတစ်ခုမှာဒီမှာကတော့တကယ်တောင်ပေါ်ဒေသဖြစ်ပေမဲ့ဒီတောင်ပေါ်တော်တော်ခက်ခဲနဲ့လာတဲ့နေရာဖြစ်ပေမဲ့ဒီမှာကြည်ငါးတန်ပြပေါင်းကိုတော်တော်ကိုတေးသေးချာချာဒီတေးသေးစိတ်ချက်ပြုတ်ပေးထားတာဖြစ်ပါတယ် တိုင်တိုင် 多大？ ဒီ
Hello hi morning morning ဟာဒီနာမည်က morning ပြန်မလို့ morning ပါ morning morning ကဲအားလုံးပဲမင်္ဂလာပါရှင်ဂျုံဘွမ်ဒီမှာကြည့်နေကြတဲ့မိဘပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျမတို့တွေကဒီ Camp 77ကိုရောက်ရှိပြီးတော့မှညတညတာအဲ့ဒီအကြောင်းလေးကို review လေးပြန်ပြီးတော့ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဖေးနဲ့မေကြီးကိုလည်းတစ်ခါတည်း interview လိုက်မယ်ပြီးရင်เนาะဒါကျမရဲ့အတွေ့အကြုံလေးကိုအရင်ဆုံး share လုပ်ပြပါမယ်ပထမကျမတို့ဒီ Camp 77ကိုစရောက်တဲ့အချိန်တော့ဆိုလို့ရှိရင်လေဘောမှာကျမတို့ဒိတ်ပဲဖွဲ့ဆိုရရင်ပေါ့အညာတာမီတောက်ခါတွေဒီရဲ့ခန်းစားချက်ကိုကျမတို့ဒိတ်ပဲဖွဲ့ဆိုနေတာပေါ့နော်ဖွဲ့ဆိုနေတဲ့အခါမှာဒီရဲ့ခန်းစားချက်ကဘာနဲ့တူလဲဆိုလို့ရှိရင်လို့ဘောမှာတစ်ခါဆိုတစ်ခါမှမကြုံတွေ့ဘူးတဲ့ခန်းစားမှုအစ်စ်ကိုတကယ် Camp 77ပေးပါတယ်ပေါ့နော်အဲ့တော့ဒီခန်းစားမှုကလည်းပဲသူကလေတစ်ချိန်တစ်ခါထိတွေ့ပြီးတော့မှနောက်တစ်ခါပြန်လာရင်တော့အဲ့ခန်းစားချက်ကသူကမရနိုင်တော့ဘူးအဲ့ခါကျတော့တကယ်လို့မရောက်ဖူးသေးတဲ့သူတွေကလည်းပဲရောက်ဖြစ်အောင်လာပါเนาะနောက်တစ်ခါကျတော့ကိုယ့်ရဲ့မိသားစုမှာအခုလိုမျိုးဖေးတွေအမေတွေရှိတယ်ဆိုလို့ရှိရင်မိသားစုစစ်စစ်လုံးလုံးနဲ့ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့လာမယ်ဆိုရင်ပို့ပြီးတော့အနှစ်သာရကိုအဲ့ဒီခန်းစားချက်ကိုရမှာပဲဖြစ်ပါတယ်။ဟောဆိုအခုဟိုးမှမြင်နေရတဲ့ကျွန်တော်ဟိုးနောက်ပြင်မှာဆိုလို့ရှိရင်လည်းเนาะဒါတိမ်ပင်လေဖြစ်နေတာကိုဒီကတ်ဘော်ကနေပြီးတော့တက်ဘော်ကနေပြီးတော့ကျွန်တော်တို့ကမြင်တွေ့ရမှာပဲဖြစ်ပါတယ်။နောက်ဟိုဘက်မှာဆိုလို့ရှိရင်လည်းသူ့ဆိုင်ရာတက်လေးတွေပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်မိသားစုလိုက်တငယ်ချင်းလိုက်နောက်တစ်ခါကျတော့ချင်းစုကြတယ်ဒေတာတီးကြတယ်နောက်တစ်ခါကျတော့ဟိုတောက်တာလေးတွေကြိုက်တယ်ဆိုလို့ရှိရင်တောက်ကြတယ်နောက်တစ်ချိန်ရဲ့အခါတည်းများဖြစ်တဲ့အကြောင်းမလို့မိသားစုမှာကလေးတွေပါလာမယ်ဆိုလို့ရှိရင်လည်းဟိုမှာဒီကူးကန်လေးတွေလည်းဟိုပေါ့နော်ထားပေးထားတယ်ဆိုတော့ရဲကိုခံစားမှုတွေကတော့တော်တော်မိုက်ပါတယ်ပေါ့နော်အဲ့တော့တသားလေးရဲ့ခံစားချက်ကလေးကိုဒီမှာကျွန်တော်တို့အုပ်စုထဲမှာဆိုရင်ကလေးလေးပါဆိုတော့တသားရဲ့ခံစားချက်ကိုအရင်ဦးဆုံးမေးမယ်နော်ဒါလေးဖြည်းဖြည်းပြောနော်ဟုတ်ပြီပြပေးပါအောင်တသားကဒီ Camp 77ကိုရောက်တဲ့အခါမှာတသားရဲ့ပျော်ရွှင်မှုလေးကိုပြပေးပါအောင်တော်ပြောရင်တောင်းလေးမြင်ရတယ်ပြီးတော့ရေကူးကန်လေးရှိရယ်ဟုတ်ပြီအဲ့ဒါကျေးရွယ်ပြီးတော့အဲ့ဒါထဲမှာလည်းမိုက်လားထဲမှာလည်းမိုက်တယ်နော်ထဲမှာလည်းဟုတ်တယ်နော်အဲ့ရကင်းလေးတွေရောအကုန်တက်တက်ပြမယ်လားဟုတ်တယ်တက်ပြမယ်နော်တက်ပြမယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်သားလေးရတယ်နော်ကလေးဆိုရှင်းပြအဲ့ဆိုဖေးရလည်းရှင်းပြပေးပါဦးလူကြီးရဲ့ခံစားချက်ကလေးပေါ့နော်လိုလေးတွေဖေးကြီးတို့ကတော့အသက်80ဖြစ်ပြီ80မှာဒီဓမ္မပြည်နဲ့ပတ်သက်တဲ့ကောင်းကြီးတို့လာရှိုးတို့တော်တော်များများရောက်ခဲ့ဘူးလေကလောတို့ဘာလို့ရောက်ခဲ့ဘူးလေအဲ့နဲ့ဒီ camp က77 camp ကတော့ကြိုက်ဆုံးပဲဖြစ်သွားတယ်။ဘာလို့ဆိုတော့ camp လေးနဲ့နေရတာရောနောက်ပြီးတော့ကျွန်တော်တို့ဒီတိမ်ပင်တွေကိုညနေပိုင်းရောက်တော့လည်းမြင်ရတယ်အခုမနေ့ပိုင်းတော့လည်းမြင်နေရတယ်နော်တိမ်ပင်တွေကိုမြင်နေရတဲ့အတွက်ကျွန်တော်ကသဘောကျပါတယ်။နောက်မိသားစုလေးနဲ့လာဖို့ဆိုတာလည်းမလွယ်ပါဘူး။နော်တချို့မိသားစုတွေဆိုလို့ရှိရင်နော်နိုင်ငံခြားရောက်နေတယ်တချို့မိသားသမီးတွေဆိုရင်အဝေးရောက်နေတယ်ကျွန်တော်တို့ကြတော့သားသမီးတွေကအနီးနေမှာရှိတဲ့ခါကြတော့တွားလာတာအားလုံးအဆင်ပြေဟုတ်ဆိုသားတွေသမီးတွေကလည်းပဲကွန်အင်တာနက်နဲ့ပတ်သက်ပြီးတော့ရှာတာဖွေတာလေးလည်းလုပ်တတ်တယ်ဒီ Camp 77ကိုရအောင်ရှာလာတာလဲသူတို့ပဲရှာလာတာပါဟုတ်ပါတယ်တောင်းဆိုရင်မသိကြတော့ဘူးเนาะတို့တန်းတန်းမသိပါဘူးဒီလာဖို့ကလည်းမလွယ်ပါဘူးကဲပါကျေးဇူးတင်ပါတယ်ရှင်တော့အခုဆိုလို့ရှိရင်မိသားစုရဲ့စိတ်ခံစားချက်ကလေးတွေကိုလည်းပဲအနည်းငယ် review အနေနဲ့ပြပြပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော့အခုဆိုလို့ရှိရင်မနေ့9နာရီခွဲပါပြီ breakfast ကတော့ဒီမှာကျွေးပါတယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့ breakfast လေးဘယ်လိုစားလဲဆိုတာကိုဆက်လက်ပြီးတော့ like ပါကြည့်ရှုပေးပါဦးဖြစ်ပေါ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်
မြစ်ကတော့ဒုထဝရီမြေရဲ့မြေလက်တမြတ်ရဲရွာရေလောင်တမန်လို့ဒီမှာအဲ့ဒီရဲရွာရေလောင်တမန်ဆေးလေးရမှာခတ်လိုက်တော့ကျွန်တော်တို့ရဲ့ဒီကန်ဆယ်မင်းရဲ့ပြဝန်အနီးနားလေးမှာမြစ်ကလေးကကျွန်းဆွေလေးလို့လာဖြစ်ပြီးတော့ဒီရဲမှာမနက်တိုင်းကိုတိမ်ပင်လေစဖြစ်တာတိမ်ပင်လေစဖြစ်တာ တုတ်ထားပြီနော် အဲ့ဒီမြေရဲ့ဒီတိုက်ခါတဲ့တောင်မြင်ရတော့ပြောင်းတော့ရှိတာဒီတောင်ကဒီဘာပေါင်း4600လောက်ပါပြူလေးမြင်းနေဘာပေါင်း4600မှာကက်ဆယ်တဲ့တောင်ကြီးကအမြင့်ဆုံးတစ်နေရာဖြစ်နေတာအဲ့တော့စကားရော ဒီကနေပို့ပြီးတော့လုံးဝဖြစ်တာပေါ့နော်ကျွန်တော်တို့ညနေကကျွန်တော်ရောက်တဲ့အချိန်မှာလေဒီရဲ့တိမ်ပင်လေရဲ့အရသာကလည်းပို့ပေါ်နေတယ်နောက်တစ်ခါကျတော့အဲ့ဒုထဝရီမြစ်ပေါ့နော်အဲ့ဒီကနေရေကလေအပြာလဲနေတာကျွန်တော်တို့အဲ့ဒီအရသာကိုကျွန်တော်တို့ဒီတက်မော်ကနေမြင်လိုက်တဲ့အခါမှာတကယ်ကျွန်တော်တို့လေဘဝမှာကျွန်တော်ဒါကျွန်တော်ရဲ့ဒီ blog ရဲ့အစမှာလုပ်နေထားတယ်နော်ဘဝမှာခံစားမှုအဖြစ်တစ်ခုကိုရချင်တယ်ဆိုရင်ကျွန်တော်တို့77တက်ကိုကျွန်တော်တို့လာပါလို့ပဲကျွန်တော်တို့ကလည်းဖိတ်ခေါ်ပါတယ်တကယ်ကိုခံစားမှုအစ်စ်ပေါ့နော်လိုချင်တယ်အဲ့ဒီလိုအရသာမျိုးကိုလိုချင်တယ်ဆိုရင်ဒီမှာရနေတယ်အဲ့တော့ကျွန်တော်တို့ကလောတွေပါတယ်လည်းကျွန်တော်တို့သွားတယ်သူကလည်းခံစားမှုတစ်ခုဒါပေမဲ့ဒီခံစားမှုကကြတော့ကျွန်တော်တို့ဒီတတိပုဂ္ဂလအနေနဲ့တော်လကောင်နောက်ဒီအများကြီးပေါ့နော်ခံစားမှုတော်လကောင်လိုက်ပြီးတော့ဖြူတဲ့အခါကိုယ့်ရဲ့မိဘတွေဆိုလည်းအဲ့လိုပဲသူတို့ရဲ့ရှင်ထဲမှာလည်းခံစားရလေဆိုတဲ့အခါကျတော့ဒီကြီးတာပါလို့ဆိုသူတို့ရဲ့စားနေရတယ်ကိုယ့်ရဲ့ကိုယ်သွားတယ်ပေါ့ဒီရဲ့အရသာကပို့ပြီးတော့အတွေ့အကြုံအသစ်ကိုချစီတယ်ဒါအကုန်လုံးအားရှိစီတာပေါ့နော်ဒါကလည်းကြည့်ပြပေးတာ ဒီလည်းရတင်တယ် နော် ဒီလိုလာ ဒီဘက်ဆိုလဲဒီနားလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုဘက်မှာဆိုလို့ရှိရင်လည်းနော်77ရဲ့နော်ယူအလာကိုဒါဒီကနေဆိုရင်အကုန်ကြောကြီးအခုဆိုမြင်ရတာပဲနော် ကျွန်တော်ရာသီအလိုက်ပေါ့ဒီတဲကပါလေးတွေဆိုရင်ကျွန်တော်ကဒီမိုးရင်းကုန်ပြီးတော့10လပိုင်း17လပိုင်းဆိုရင်တကွင်းလုံးကိုလိုက်တင်ကြောင်းတယ်တကွင်းလုံးကဥကြရင်းလေးတွေနဲ့ဝါထဲတတော်အခုနေချိန်ညာလုံးရာသီမှာကျွန်တော်တို့ဒီလက်ရှိအပင်လေးတွေစိုက်ထားတဲ့အတွက်လက်ရှိအပင်လေးတွေပဲရှိတာပေါ့မိုးရင်းမှာဆိုရင်လိုက်တင်တစ်မျိုးအတွက်မိုးရင်းဆောင်းရင်းအလှတစ်မျိုးလေးအဲ့လိုမျိုးလေးတွေတော့ကျွန်တော်ပြောင်းလဲမှုလေးတွေတော့လုပ်ထားတယ်။အဲဒါဆိုလည်းဒီထဲမှာနှစ်ကြပင်းလေးတွေဒီကြာလေးတွေကအစအခုနှစ်ကြပန်းလေးတွေစိုက်ထားတယ် အော်ပိုလာတာပေါ့ ။ကိုလာတာပေါ့ဒီမှာလာရိုက်တဲ့ဧည့်သည်တွေအကုန်လုံးကဒီနှစ်ကြပန်းလေးတွေမှာပြန်ပြုတ်လာတယ် အော်အဲ့လိုနော်ကောင်းလိုက်တာနော်အားပြောစင်ပြေတယ်ကျေးဇူးလည်းအများကြီးတင်တယ်နော်ဂျာကြီးဟုတ်ကျေးဇူး ။ညာကျေးဇူးတင်ပါတယ်။ မ
ပဲပါတော့ကြောက်လိုက်တာဒါပဲ အားလုံးပဲကျမတို့ဒီနေ့ Camp 77မှာဆိုရင်ထပ်မံပြီးတော့မှဖြည့်ဆွက်ပြောရမယ့်ကိစ္စလေးတွေကအများကြီးရှိနေပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျမတို့ရဲ့ Camp 77ဟာဓာတ်ပုံရိုက်ကူးစရာနေရာတွေကများပြားလုံးပြီးတော့မှဒီမှာရှိတဲ့တာဝန်ရှိသူကနေပြီးတော့မှဒီကဲလို့ပေါ့နော်အခုလိုမျိုးကျမတို့ကဒီငပင်ပေးနဲ့လည်းမကြုံတွေ့ဘူးနောက်တစ်ခုကကြတော့ဆမကပြောတယ်ကျမတို့ဒီလိုမျိုးတကြံအခါတည်းမှာမိုးတွေပါလည်းမရွာလိုက်ဘူးဆိုလို့ရှိရင်ပေါ့နော်အခုဆိုလို့ရှိရင်ကျမတို့ဒီရိုက်ကူးတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းသူ့ဟာနဲ့သူကမနေ့ကနေနေ့လေကနေညနေကနေညရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်တဲ့ဒီ Camp 77မှာရှိတဲ့ဝန်ထမ်းတွေကနေပြီးတော့မှဖြောပြရေးအစီအစဉ်တွေလည်းရှိတယ်တဲ့သူကဘာတွေဖြောပြလဲဆိုလို့ရှိရင်ဒီမှာရှိတဲ့မြန်မာနိုင်ငံတဝန်းလုံးကလာတဲ့ကျမတို့ပေါ့နော်ဒီကပြည်သူတွေအများကြီးရှိတယ်အဲ့မှာဘာသာပေါင်းစုံလည်းပါတယ်လူမျိုးမရွေးဘာသာမရွေးပျော်ရွှင်ရွှင်နဲ့ကကြခုံကြဖို့အတွက်ကိုဒီက Camp 77ကတာဝန်ရှိတဲ့เนาะဂျာကြီးကနေပြီးတော့အကုန်လုံးရှိတဲ့ကလေးတွေအကုန်လုံးနဲ့သူတို့ကိုယ်တိုင် entertainment လုပ်ပြီးတော့မှာတဲ့ပြောပြီးစီစဉ်ပါပြီးတော့မှာကခုံကြီးမုတ်တဲ့အစီအစဉ်တွေများစွာပါပြီးတော့ဒီပုံပွဲဆိုလည်းညဆိုရှိအဲ့လိုပဲအပေါ်မှာပေါ့နော်ဒီပုံပွဲရှိတယ်နောက်လို့ရှိရင်စားတောက်ပွဲရှိတယ်ထွေးပွဲရှိတယ်ကကြခုံကြပြောကြပါကြစားကြတောက်ကြပြီးတော့မှာမိမိရဲ့ဘဝအမောတွေကိုပြည်စည်းဖို့အတွက်ဂျာကြီးတို့အစီအစဉ်ထားဖြစ်ပါတယ်တဲ့နောက်တစ်ခါကျတော့ယာဒီဥတု3လီပါဆိုရှင်တဲ့နွေရာသီမှာဆိုရင်ဒီလိုမျိုးအပင်လေးတွေဆိုရှင်တောင်ပေါ်မှာအပင်လေးတွေဆိုရှင်လည်းတစ်မျိုးသီးနှံဆိုင်လိုက်တယ်နွေမိုးမှာဆိုရင်လည်းတစ်မျိုးဆိုင်တယ်စောင်းမှာဆိုရင်လည်းတစ်မျိုးဆိုင်တယ်စောင်းမှာဆိုရင်နေကြပန်းကင်းကြီးအများကြီးကိုမြင်ရမှာပေါ့နော်နောက်တစ်ခုကကြတော့တဲ့ဆယ်လပိုင်းမှာဆိုရင်ဝါလာကင်းလို့တရင်ကျွတ်တဲ့အချိန်မှာဆိုလို့ရှိရင်တဲ့ဒီမင်္ဂလာဆောင်မဲ့မောင်နှံတွေကိုလည်းပဲဂျာကြီးတို့ဘက်ကနေပြီးတော့မိမိသုံးမဲ့ budget ပေါ်မူတည်ပြီးတော့မှဒီကနေပြီးတော့မှ decoration ကနေအစအဆုံးခုံတွေအခင်းချင်းအကုန်လုံးစားတောက်ဖွဲ့ရာတွေပါအပါအပီးစီးကိုမှပြောမယ်ဆိုရင်ဒီ wedding planner တစ်ခုလုံးကိုသူကနေပြီးတော့မှစီစဉ်ပြီးတော့ကိုကနေပြီးတော့မှဓာတ်ပုံဆရာခေါ်လာမလား makeup ဆရာခေါ်လာမလားအဲ့လိုမျိုးတွေကိုစီစဉ်ပေးပြီးတော့မှမိမိတို့ရဲ့မင်္ဂလာပွဲခန်းနာတွေကိုလည်းဒီမှာလာရောက်ပြီးတော့ကျင်းပလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပါထပ်မံဖြစ်ဆွပြီးတော့မှပြောပြပေးထားတာပဲဖြစ်ပါတယ်ဒီတော့ကြောင့်မလို့ Camp 77ကိုလာရင်းနဲ့မိမိတို့ရဲ့ဘဝအမောတွေကိုပြေဖို့နော်ထပ်မံပြီးတော့ဖိတ်ခေါ်လိုက်ရပါတယ်အဲ့တော့လာဖို့ကတော့ဖိတ်ဆွရဲ့တာဝန်ပါရိုက်ကူးပေးဖို့ကတော့ကျမတို့ရဲ့တာဝန်ဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့ရိုက်ကူးတင်ဆက်မှုလေးတွေကိုလည်းပဲတကယ်ကိုအတိအမှတ်ပြုတယ်ဆိုလို့ရှိရင်အောက်ကနေပြီးတော့မှဝမ်းသာစရာစကားလုံးလေးတွေရေးခဲ့ပေးဖို့လည်းအထူးမြတ်တန်ရက်ခံရင်းနဲ့ကျမရဲ့အစီအစဉ်လေးကိုဒီရမှာပဲနှုတ်ဆက်လိုက်ပြစေနှုတ်ဆက်တာတွေကများနေပါလို့ဆိုတော့ထပ်မံဖြစ်ဆွက်စရာတွေကအများများတော့လေအခုဆိုလည်းထပ်မံဖြစ်ဆွက်စရာတွေရှီအောင်မှထပ်ပါတယ်ကျမအထင်တော့ပေါ့နော်ဘာလို့ဆိုတော့ကျမတို့ကဒီနေရာကိုအခုမှရောက်လာတယ်အခုမှပဲကျမတို့ location ကိုကြည့်တယ်ကိုရိုက်ကူးတယ်ပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ဘူးပေါ့နော်ဒီမှာရှိတဲ့တာဝန်ရှိသူကသူသာကြိုသိခဲ့တယ်ဆိုရင်လည်းသူပြင်ဆင်စရာတွေအများကြီးကိုပြင်ဆင်ပြီးတော့မှရိုက်ကူးဖို့သူလုပ်ပေးနိုင်မှာစီစဉ်ပေးနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းပဲမလိုပါဘူးဘာလို့ဆိုတော့ကျမတို့ဒီလောက်နဲ့လည်းပြည့်စုံနေပါပြီเนาะကျေးဇူးအများကြီးတင်ပါတယ်